ဒီလူကပိုက်ဆံရှာဖို့တော်တော်လေးကိုပါနှက်တဲ့နီလန့်တကူကိုရှာတွေ့ခဲ့တယ်။သူကတာမန်ကြောက်ခဲတစ်လုံးကိုမြေကြီးပေါ်မှာချအနီရောင်ဆေးတုပ်ပြီးကြောက်ခဲပေးနားမှာအကျွေစေးတချို့ကိုကျဲချလိုက်တယ်။မကြခင်မှာပဲလူတွေဟာအဲ့ဒီကြောက်ခဲကိုထူးခြားခဲ့အမွေအနှစ်ဒါမှမဟုတ်နတ်စင်တစ်ခုလိုထင်မှတ်ပြီးအလူငွေတွေလာသေးကိုတန်းစီဆောင်ဆိုင်နေကြတော့တယ်။နောက်တော့သူကဘုရားကျောင်းတစ်ခုကိုတွားပြီးအလူငွေတွေကိုခိုးယူခဲ့တယ်။ဘုန်းကြီးတွေကဒါကိုတတိထားမိပြီးလုံခြုံရေးတွေကိုခေါ်လိုက်တဲ့အခါမှာလဲသူကအေးစစ်စစ်ပါပဲ။သူကသူ့မျက်နှာပေါ်မှာဖျားပုံစတစ်ကာတစ်ခုကတ်လိုက်တယ်။ဒါကြောင့်လူတွေဟာသူ့ပိုက်ဆံတွေယူပြီးထွက်သွားတာကိုဘာမှမလုပ်နိုင်ပဲငေးကြည့်နေကြရုံပဲရှိတော့တယ်။နောက်ကသူကထောင်ထဲမှာသမင်းအလကားစားကျင်တဲ့အတွက်လမ်းပေါ်ကရေးတွေကိုတောင်လိုက်ပြီးရန်စခဲ့သေးတယ်။နောက်တနေ့မနက်မှာတော့သူဟာတရားပေါ်ကမျက်မှိုင်လမ်းသွားလမ်းလာတဲ့စီမှာအလူခံခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့မျက်မှိုင်တွေကပိုပြီးစေတနာရရော့တက်တယ်လို့သူသတိထားမိလို့ပါ။တခါမှတော့ဖရူဖရဲဖြစ်နေတဲ့လူတယောက်ကိုတွေ့လို့သူကအင်ဂျီတွေကိုတတ်တရရဖြစ်အောင်ကြိုးစားခဲ့ပေမဲ့အဲ့ဒီလူကသူ့ကိုဒေါသတကြီးနဲ့ရန်ပြန်လုခဲ့တယ်။တကယ်တော့ဘသူမှမသိတဲ့အချက်ကတော့ဒီတာမန်လူဟာအာကာသယင်နဲ့ကဘာမြေပေါ်ကိုရောက်လာတဲ့ဂိုးသားတယောက်ဖြစ်နေတာပါပဲ။ကဘာပေါ်ကိုဆင်းသက်ပြီးချင်းပါပဲအဘူးကြီးတယောက်ကသူ့ရဲ့အဖိုးတန်လဲဆွဲကိုလူယူပြီးယထာနဲ့ထွက်ပြေးတော့ခဲ့တယ်။အဆိုးဆုံးကတော့အဲ့ဒီလဲဆွဲဟာသူ့ရဲ့အာကာသယင်ကိုထိန်းချုပ်တဲ့ remote control ဖြစ်နေတာပါပဲ။အဲ့ဒီ remote မရှိရင်သူဟာကဘာမြေပေါ်မှာပဲသာဝရတောင်းတင်နေတော့မှာပါ။ဒါကြောင့်သူဟာကဘာမြေပေါ်မှာပဲနေပြီးရည်ရွယ်ချက်မရှိပဲရှော့ထွားနေကြရတယ်။ကဘာသားတွေဟာတော်တော်လေးထူးဆန်းကြတယ်။သူတို့အားလုံးကအဝတ်အစားဆိုတဲ့အရာကိုဝတ်ဆင်ကြတယ်။ PK ကအဝတ်အစားလိုချင်ရင်လမ်းဘေးမှာရထားတဲ့ကားတွေထဲကနေယူလို့ရတယ်ဆိုတာကိုသိသွားတယ်။သူခိုးယူဝတ်ဆင်တဲ့အဝတ်အစားတွေကတခြားသူတွေထက်တောင်ပိုပြီးစတန်ကြနေတတ်တယ်။တချို့လူတွေဆိုရင်သူ့ကိုအကြောင်းရင်းမရှိပဲပိုက်ဆံတွေတောင်လာပေးကြသေးတယ်။သူ့မှာနောက်ထပ်ထူးခြားတဲ့စွမ်းရည်တစ်ခုရှိသေးတယ်။အဲ့ဒါကတော့တစုံတစ်ယောက်ရဲ့လက်ကိုကိုလိုက်တာနဲ့သူတို့ရဲ့မှတ်ဉာဏ်တွေကိုဖတ်လို့ရတာပါပဲ။ဒါပေမဲ့လူသားတွေကတော့ဒါကိုသဘောမကျကြဘူး။သူကအရက်ရှိကြီးလူတစ်ယောက်ရဲ့လက်ကိုကိုလိုက်တဲ့အခါအဲ့ဒီလူကဒေါသတကြီးရန်လို့တယ်။အမျိုးသမီးတစ်ယောက်ကအော်ဟစ်ပစ်လိုက်တယ်။နောက်ပြီးလက်ချင်းချိထားတဲ့စုံတွဲကိုတွေ့လို့သူကဂျားတွေကနေဝင်ပြီးလက်တွဲဖို့ကြိုးစားတဲ့အခါတယောက်ကဓားနဲ့တောင်ထိုးဖို့လုပ်ခဲ့တယ်။ကန်ကောင်းတာကတော့ PK ရဲ့ဝေခွဲမရအဖြစ်နေတာကိုသတိထားမိတဲ့လူစိမ်းနဲ့တွေ့ပြီးကလပ်တစ်ခုကိုအတူတူသွားခဲ့ကြတယ်။အဲ့ဒီမှာ PK ကအတုံးယုံနဲ့လို့တက်တည်ပြနိုင်ခဲ့တယ်။သူကအမျိုးသမီးတစ်ယောက်ရဲ့လက်ကိုတညလုံးမလွတ်ရှားပဲတင်းတင်းကြပ်ကြပ်စုကိုက်ထားခဲ့တယ်။မနက်ရောက်တဲ့အခါမှာတော့သူဟာလူသားတွေရဲ့ဘာသာစကားကိုအပြည့်စုံတက်မြောက်သွားခဲ့ပြီ။သူ့ရဲ့ remote ကိုပြန်ရှာဖို့အတွက် PK ကရွာတွေကနေမြို့တွေအထိလှည့်လည်သွားလာပြီးတွေးသူမြိုက်တိုင်းကို remote control ကိုမြင်မိလားလို့လိုက်မိခဲ့တယ်။လူတိုင်းကတော့တပုံစံတီးပဲအပြေသေးကြတယ်။ဖျားသခင်စီမှာစုတောင်းပါသူအားလုံးကိုသိတယ်တဲ့။ဒါကြောင့် PK က Ruby တရားပေးပြီးဖျားရုပ်ပုံလေးတစ်ခုဝယ်ပြီးစုတောင်းတယ်။အိုးဖျားသခင်ကျွန်တော်ကိုအစားအစာလေးတချို့လောက်ပေးသနာပါ။အန်ဩစရာကောင်းတာကသူလက်ဖြန်လိုက်တဲ့အခါလူတွေကသူ့ကိုတူတောင်းဆဲလူထင်ပြီးအစားအစာတွေလာပေးကြတယ်။ဖျားသခင်ကတကယ်ကိုတန်ကူးရှိတာပါလို့သူတွေးမိသွားတယ်။ဒါနဲ့သူအားတက်ပြီးထပ်ပြီးစုတောင်းပြန်တယ်။ကျွန်တော်ရဲ့ remote control ကိုပြန်ပေးပါဒါပေမဲ့ဒီတစ်ခါတော့ရုပ်ပုံကဘာမှပြန်မပြောတော့ဘူး PK ကဖျားเจ้าတွေကိုတစ်ခုပြီးတစ်ခုသွားပြီးအလူငွေတွေပို့ပေးပြီးထက်ခါတောင်းဆိုခဲ့တယ်ဒါပေမဲ့ဘာမှပြောင်းလဲမလာဘူးသူစိတ်ပြက်လက်ပြက်နဲ့အဖြေတောင်းခဲ့တယ်ကျွန်တော်ရိုးရိုးရှင်းရှင်းတောင်းဆိုနေတာပါဘာလို့ပြန်မဖြေတာလဲရလက်ကတော့သူ့ကိုယူတယောက်လိုသဘောထားပြီးအပြင်ကိုမောင်းထုတ်လိုက်ကြတာပါအချိန်ချင်းကြာရှိသွားတဲ့နောက်ပိုင်းမှာတော့ PK ကဒီကဘာမှာဖျားသခင်ကတဘာတည်းရှိတာမဟုတ်တော့ဘူးဆိုတာကိုနားလည်သွားတယ်သူဟာဘာသာရေးထုံးစံတွေကိုမှပါဝင်ခဲ့ဂင်္ဂမြစ်ထဲမှာအလူပစ္စည်းတွေမျောခရိယန်ဖျားเจ้าတွေမှာဒူးထောက်သူ့ရှိမှရှိတဲ့နောက်ဆုံးအကျွေးစစ်အထိလူတန်းခဲ့တယ်ဒါပေမဲ့တရင်ပပောင်းများစွာကိုးကွယ်ယုံကြည်ခဲ့ပြီးမြဲဘာထူးခြားမှုမှမရှိလာဘူးအဲ့ဒီအချိန်မှာတော့ PK ကသူ့ရဲ့ချင်းကပ်မှုကိုပြောင်းလဲလိုက်ပြီးဖျားသခင်တွေအပေါ်ထားရှိတဲ့သူ့ရဲ့ယုံကြည်ချက်ကိုပြန်လဲရုပ်သိမ်းလိုက်တော့တယ်